Good morning. Channel is soon. Hello, sir. Cricket queen here. Chúng ta do cricket legend nè. Chúng ta thấy gì vậy? Chúng ta thấy cái chỉ về cho ai lo dễ dỗ đi về thế này. Thấy cái số này nè. One expert. Thì quên luôn mà. Nó mình nghe bảo nó chỉ là cricket queen tao lâu về. Ta nè tên mà cái sao đấy hả vậy? Ủa chơi vậy. Bỏ lông quên rồi vậy. Thì cái sao thì nhiều quá nó. Cho ai lo chịu sườn sao vậy? Cho bám tiêu cho bám nam liều vậy đi. Cái cái chẳng. Cho xin mà làm gì rồi. Xây cái mượn sao? Suy nghĩ nữa vẫn là xoay rồi ngay đi. Nấu em chú à, cái gì vậy? Nó lấy thì à, nó mà sâu nó xây cả về gì à? Hoa mà tê chứ. Ông đi rồi nhảy, ông đi bên này gì vậy? Ông đi lấy lá từ trên khu lôi à nó, mấy để ông đi là nó sâu kìa. Alo phía đó, ta lấy lá từ trên ngô, nó to này ngã tao thì ra đây. Đi ở bên này à này, sâu này thì mà bây giờ này này, rồi TV đi ó, gì khác đi ra đi ó, bangka đi ó, wifi đi ó, xong chi. Ok, cho nó. Sắp giảm một lưỡi đã vui show. Đi ngồi này luôn chị sao rồi vậy? Cái cuối cùng rồi xem làm gì rồi? Cho cái này gì cũng mày. Mai để xem nào mày. Mấy lần này rồi xem này rồi. Về đó làm gì? Sắp giảm một buổi hộ đó là mày. Đi ở bộ khó này. Cho nó xin vào rồi thì là nô tí biển nó khó này. Ta xe看ဒီကောင်လာနိုးอ่ะဒီမှာလာအော်နေဝါနဲ့ဘိုးအေးဒီဝါရှယ်ပဲဒီကနွားတွေတကယ်ရှယ်ပဲနော်ကြည့်အောင်ကြိုးရတကယ်ဘိုးအေးရတယ်ဒီမှာတန်ပြားဒီငါပြောဒီဒီပါလေcho chạy ạ, cho lên nói chạy rồi niệm, ok rồi, cho lên xe này bài xa, thì mà bảo bắt được đây gì cũng cần này, bé đi, oh, đi mà đi con này, xây mà đi mà nói chuyện này xây chuyện ok đi ở chuyện là chuyện này này Bangalore giá đấy mà xí rồi, ở bên này là km này cho, đi phải là tây cho cái, alo sốဒီမြို့ထဲမှာမွန်းချက်နေပြီဆိုဗျာဒီနေရာကိုပြေးလာလို့ရဗျာဘေးမှာတောင်နေနေဗျာဒီကျွန်တော်ပြောတဲ့ခံတပ်ကမြို့ထဲမှာရှိရဗျာဘယ်လောဆိုတဲ့မြို့ထဲမှာရှိတယ်ဒီကနေဝေးရဲအဲကြောင့်ဒီနေ့ကျွန်တော်ဘယ်မှမသွားတော့ဟုတ်ကဲ့ကျွန်တော်ခုပဲသွားနေလဲဆိုဆက်ပြောင်းဖို့တော့ဝယ်နေတယ်ဒီမှာကြည့်ဒီမှာဘာမှမရှိဘူးသူ့ပတ်ဝန်းကျင်မှာလည်းဒီမှာတစ်ဖေးတွေပေါ့ဒါပဲရှိရတာဒီတော့အိမ်လေးအိမ်ပဲရှိရရွာနည်းနည်းဝေးတယ်ဒါကြကိုပိုင်တစ်ထေးဖြစ်သွားโอเคကိုပိုင်တစ်ထေးဒီမြတ်တစ်ထေးကိုပိုင်တစ်ထေးမိုက်တယ်
အိုးလျှော်ပြီးကြပြီးရင်သမီးလည်းစားပြီးသွားဟာအရင်မိုက်တယ်စားရတာအစုံပဲတစ်ခုပြီးတစ်ခုရလာထည့်ပြီမနေ့ကကြောမောင်းထုတ်တဲ့ဦးလေးကလည်းအခုကစားနဲ့ဦးလေးကမနေ့ကတော့ထွက်နဲ့စကားပြောလို့မရအောင်ထွက်နဲ့အဲ့ဒါကြောပေါ်စီဖုန်းစားလိုက်တာမနေ့ကအဲ့မှာကြောရက်နေတဲ့အချိန်ညတူဖော်ပေးလိုက်ချက်ချင်းဥစားဖြစ်တာဝါရအခုကျွန်တော်ဥစားရေကုတ်ကန်ရေချုံးလို့ပြရေကုတ်ကန်နဲ့တိရွက်တွေကြည့်နေကျွန်တော်အဲ့ဒါတွေအကုန်လုံးရှင်းပေးမလို့အဲ့ဒါမီးဆောက်နေမီးမလာသေးဘူးမီးလာရင်ရေကုတ်ကန်နဲ့ရေဖြစ်အကုန်လုံးရှမ်းပြီဆိုရင်အမိုက်တွေအကုန်လုံးဖယ်လို့ရပြီအောက်ကဟာတွေလည်းအောက်မှာလည်းမိုက်တွေပဲဆိုတော့โอเคဘာမလုပ်ပြအနားယူโอเคမီးလိုက်ဒါရေဖွင့်ပြီအမိုက်တွေတရားနေပုတ်ထုတ်ရမှာအောက်မှာလည်းရှိရဆိုတော့ရေငုံရမှာနည်းနည်းရှင်းလိုက်တယ်ရမယ်အဲ့လိုပဲရတော့ဗျမျက်စိညီရဲနေရင်ငုံညာလက်နဲ့ပဲရှင်းနော်ချန်တော့နားလာမယ်တယောက်ထဲပဲလေနေ့လေစားနှစ်နာရီရှိတွားတော့မစားပြဘူးလေကျွန်တော်တော့ရေကြားကူးထားလေပိုက်ရန်စားအဲ့နဲ့တယောက်တည်းလာစားထမင်းစားပြီးတော့အချိုပွဲလေးရှိနေ့တိုင်းတာရလိုက်ရโอเคနားတယ်တနေ့ကောင်လောက်ရရွယ်လက်နဲ့ခိစားမယ်ကျွန်တော်တရက်ထမင်း2ရက်နေမယ်ဘာလို့လဲဆိုတရက်ထဲနေဆိုအရင်ဥစားဖြစ်မှာတရက်တိုင်းမြို့ကြီးကိုဝင်ဆိုအနည်းဆုံး3ကီလိုမီတာ20ဆို3နိုင်လောက်နေရဆိုတော့မနေ့ကကျွန်တော်တခါတည်းဝင်နိုင်အဲ့တော့အေးဆေးပဲသွားမယ်2ရက်နေမှ7နိုင်ရောက်မယ်7နိုင်ပြတော့ရမယ်ပြောကျွန်တော်လေ့လာမယ်ကြည့်နေတာပြောဘာမှကြည့်မရှိဘူးပြောโอเคမဆေးပြဘူးခိုင်းနေဒီမှာရည်နေမယ်ဒီကောင်စပိတ်တလို့ဆေးရလားဆိုရင်โอเคစကားပြောလို့ကောင်းပါလေပေါ်စီနေရေးဆေးပါပဲတော်ရမလားတော်ရမဘာလို့လဲဆိုနကပတ်နာနေကျွန်တော်ဆွေးလင်ကသွားဖို့အဆင်မပြေနိုင်ဘူးဆိုရင်ကျွန်တော်နေပေါ်ထိပြန်သွားမှာလို့ဒီပေါ်ဘလို့မှမရောက်နိုင်တလားနဲ့မရောက်နိုင်ပဲကျွန်တော်ဘယ်လိုဖြစ်ကားတွေဆိုင်ခဲ့တယ်ကားတွေနဲ့သွားမှာရထားတွေစီးမှရမှာအခုကျွန်တော်နောက်တစ်ပတ်နောက်အလုံးစုံနောက်10ရက်လောက်ဟိုရောက်မှာဗျာနောက်10ရက်လောက်မှတည်ရမှာဆိုဘလို့မှမရောက်နိုင်တော့အဲ့လိုโอเคရထားဖြစ်ကားနဲ့ဖြစ်ဘူးတော့ပေါ်ပြန်တက်ပြီးဒီပေါ်ပြန်သွားရမှာပေါ့ every time တက်မယ်โอเค9နိုင်ခွဲကြော်ဗျကျွန်တော်ဘာမလို့ခုန2နာရီကျော်မှထမင်းစားတယ်နော်ထမင်းစားပြီးတော့ပြန်လာစပိန်စေအခု9နိုင်ကျော်လိုက်โอเคဒီနောက်ပိုင်း follower တွေက1000ကျော်ခုန်တက်လာဗျာမနေ့ကနဲ့ဟိုတနေ့နဲ့မနေ့ကနဲ့1000ကျော်2000နီးခုန်တက်လာတာအတိကလူငယ်တွေရဲများရဗျာပြီးရင်အများကြီးမိထားဗျာအများကြီးပဲပြောတာဘာတွေလဲဆိုတော့အများကြီးဗျာ
cash beam သွားဘူးလားကာယာမသွားဘူးလားမီဆိုရန်ရောက်ပြီလား okay အဲ့ဒီများလိုက်ဗျဘယ်ရောက်နေလဲအဲ့လိုဆိုကြတော့ okay ကျွန်တော်ပြီးတော့ရှမ်းလူမျိုးစစ်လားဘာအရင်များလိုက်ဗျအရင်များတော့ကျွန်တော်okay ကျွန်တော်ကိုပြန်မိတ်ဆက်ပဲကျွန်တော်နာမည်ဇိုက်ကောင်ခမ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမျိုးပါဗျကျွန်တော်ရှမ်းစစ်ပဲရေမရောဘူးပြီးတော့ကျွန်တော်စပိတ်စနေတာထိုင်းကနေစနေတာထိုင်းနိုင်ငံရယောင်းကနေဘန်ကောက်ချင်းမိုင်နေမဲအောင်ဆောင်လို့king kong king kham king ngân king တွေအများအကုန်လုံးဖြတ်ပြီးလာအိုကနေထိုင်းနိုင်ငံနယ်စပ်တိုင်းလာအိုနဲ့ထိုင်းနယ်စပ်အတိုင်းဒီမြောက်ပိုင်းကနေဒီအီဆန်ဖောက်တွားအီဆန်နောင်ခိုင်ကိုရောက်နောင်ခိုင်ကနေပြီးမှကျွန်တော်လာအိုဝင်တယ်လာအိုမှာ14ရက်ကျွန်တော်အဲ့လိုတဲဖြတ်တယ်ပြီးဗီယက်နမ်ဝင်တယ်ဗီယက်နမ်နေလာအိုပြန်ဝင်တယ်လာအိုကနေကမ္ဘောဒီးယားဝင်တယ်ကမ္ဘောဒီးယားနေဗီယက်နမ်ဝင်တယ်ဗီယက်နမ်နဲ့ကမ္ဘောဒီးယားပြန်ဝင်တယ်ပြီးရင်ထိုင်းပြန်ဝင်တယ်ထိုင်းဝင်ပြီးတော့မလေးရှားကိုလေယာဉ်နဲ့ဝင်တယ်ပြီးရင်စင်ကာပူဝင်တယ်ပြီးရင်အင်ဒိုနီးရှားကိုဝင်တယ်အင်ဒိုနီးရှားနေကြောအိန္ဒိယကိုရောက်တယ်အိန္ဒိယကိုကတာကနေကလကတာပေါ့ကိုကတာကနေလတာကိုတွားတယ်ဘိုးရကာယာလည်းဖြတ်ပြီးလတာလည်းရောက်ပြီးကက်ရှ်မီးလည်းရောက်ပြီးဂျမ်မူလည်းမရောက်ဘူးပြီးတော့ပါကစ္စတန်နဲ့ဆက်လည်းရောက်ပြီးတော့ကျွန်တော်နီပေါဝင်တယ်နီပေါမှာတလလုံမနီလည်းရောက်ပြီးလုံမနီဆိုဖျားဖွားတဲ့နေရာလည်းရောက်ပြီးပိုခရာလည်းရောက်ပြီးအနာပူနာစကစ်အနာပူနာတောင်ဆိုတာကဘာမှာနမခွန်အမြင့်ဆုံးတောင်အဲ့တောင်လဲပတ်ခဲ့ပြီးအဲ့လိုပတ်တာဒီမှာတောင်ဆိုကျွန်တော်အဲ့လိုပတ်ပလိုက်တာအဲ့လေပတ်ခဲ့ပြီးအဲ့ဒါပြီးတော့ကျွန်တော်အိန္ဒိယလည်းပြန်ဝင်လာတယ်အိန္ဒိယဘယ်တော့ထွက်မလဲအိန္ဒိယပဲမထွက်နိုင်သေးဘူးလားကျွန်တော်အိန္ဒိယနဲ့နီပေါ်တွားနေကျွန်တော်အိန္ဒိယမှာပဲနေနေပေါ့3လပဲနေလို့ရတယ်နီပေါ်ရောက်တဲ့စင်တာဒီမကြည့်မိတော့နေပြီးအိန္ဒိယထဲပြန်ရောက်လာရင်ဒီကောင်အိန္ဒိယမထွက်နိုင်သေးဘူးလားအဲ့လိုပြကျွန်တော်နေလို့မရရင်လောက်ထိ3လပဲနေလို့ရတယ်โอเคအဲ့နဲ့ကျွန်တော်အရှိမြောက်ဖက်ကိုတွားတယ်အရှိမြောက် West Bengal ဆက်ဝင်နေပြီး Assam ဝင်နေ Arunachal တဲ့ခိုးဝင်နေ Bhutan ကိုခိုးဝင်နေပြီးမဏိပူကိုကြော်တယ်မီဆိုရမ်ဝင်နေမဏိပူကြော်တယ်နာဂလန်ဝင်နေနာဂပွဲတော်တွေဝင်နေရှမ်းနှစ်တီကူပွဲတွေဝင်နေတချို့လည်းရှမ်းမျိုးတွေမတော်လားကျော်ရှမ်းနေနဲ့တော့နေခဲ့တယ်ကြာရွယ်ရှမ်းနှစ်တီကူတွေဝင်အဲ့မှာပဲကျွန်တော်အဲ့မှာပဲကဲခဲ့တယ်တင်မော်ထောင်းလေးစားခဲ့တယ်မလာရှန်ကောလေးစားခဲ့တယ်ပြီးတော့ကျွန်တော်နာဂလန်ရောက်တယ်နာဂလန်မှာကျတော့ကျွန်တော်နာဂပွဲပဲကိုဟီမာနေပြန်ဆင်းလာတယ်အာရုဏာဟိုမေခါလယာဝင်တယ်မေခါလယာနေကျွန်တော်မေခါလယာမှာကျွန်တော်ဂျိန်ဒီယာတွေနဲ့တွေ့တယ်ခါစီတွေနဲ့တွေ့တယ်ကာရိုတွေနဲ့မတွေ့ဘူးပြီးရင်ကျွန်တော်မီဆိုရမ်ရောက်တယ်ဗျโอเคမီဆိုရမ်မှာကျွန်တော်အကြိုက်ပဲပျော်စရာကြီးလမ်းဆုပ်ပြတွေနဲ့ကျွန်တော်အများကြီးပဲအကြိုက်ပဲရွာတွေများရွာပေါင်းသူများအိမ်တွေအများကြီးမှာအိတ်ခဲ့တယ်မီဆိုရမ်မီဆိုရမ်ပြီးတော့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ဘင်္ဂလားဒေ့ရှ်ကိုဝင်မရလို့ဘင်္ဂလားဒေ့ရှ်မတော်အောင်လာမေးတဲ့လူလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်ကိုကျွန်တော်ဝင်လို့မရဘူးမြန်မာနိုင်ငံသားဘင်္ဂလားဒေ့ရှ်ကိုဝင်ချင်တယ်ဆိုရင်မြန်မာနိုင်ငံဝင်ရမှာအိန္ဒိယနေဝင်လို့မရဘူးအိန္ဒိယနေဝင်ချင်တယ်ဆိုရင်အိန္ဒိယမှာနေထိုင်တဲ့အိန္ဒိယမှာအလုပ်လုပ်တဲ့ဗီဇာဒါမှမဟုတ်ကျောင်းသားဗီဇာရှိမှကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဘင်္ဂလားဒေ့ရှ်ထဲဝင်လို့ရမှာအဲ့ဒါကျွန်တော်ဝင်လို့မရလို့ကျွန်တော်ဝင်မရလို့ကျွန်တော်မီဆိုရမ်သွားတာမေခါလယာနေဝင်လို့မေခါလယာပြောတဲ့ခိုင်နာမည်လေးသိပါမလားโอเคဝင်များတော့မီဆိုရမ်နေကျွန်တော်အာဆမ်နဲ့ပြန်လာပြီးတော့ဒီ West Bengal ပြီးတော့ကျွန်တော်ဒီနီပေါပြန်ဝင်တယ်နီပေါဒုတိယတစ်ခါပြန်ဝင်တယ်3လပြည့်တော့လို့နီပေါဝင်မယ်နီပေါမှာကျွန်တော်ကန်ချန်ချန်ကာဆိုတဲ့ကပတာတိယအမြင့်ဆုံးတောင်ခြေကိုကျွန်တော်တွားခဲ့တယ်တယောက်တည်းတွားခဲ့တယ်ရမိုက်တယ်ဝါလွမ်းတယ်ဘယ်လိုလွမ်းလဲမသိလွမ်းတယ်တပ်ပလေကျွန်းနေနော်မြို့နာမည်တပ်ပလေကျွန်းကျွန်တော်ဆိုနေတဲ့ချင်းပါလေတပ်ပလေကျွန်းကိုထောင်ပါစကူတီထောင်ပါလွမ်းတယ်စကူတီဆိုရဲပါလေစကူတီဆိုတာပါလေစကူတီဆိုတာyak ta choโอเคyak ta cho အကုန်လွမ်းတယ်အဲ့နဲ့ပြီးမှကျွန်တော်အခုနီပေါဝင်လာတယ်နီပေါ
ပြီးတော့အဲ့ဒါပြီးတော့ကျွန်တော်အခုအိန္ဒိယပြန်ဝင်လာတယ်မဝင်လာခင်မှာဖုန်းတစ်လုံးပြုတ်ကြတယ်အဲ့ဒါချင်းရဝင်လာโอเคအဲ့နဲ့ကျွန်တော်နေစားကနေအိန္ဒိယအခုတောင်ပိုင်းကိုဆင်းလာတယ်အိန္ဒိယမြောက်ပိုင်းကိုကျွန်တော်အကုန်ပြီးသွားပြီလို့ပြောလို့ရတယ်โอเคအဲ့လိုပြောလို့ရဗျာအဲကျွန်တော်သွားတဲ့လမ်းကြားဖို့တော့နေရာဆက်ဆက်တော့ပဲရမလဲနေရာတိုင်းတော့ပဲဟုတ်မယ်ကျွန်တော်အဲ့မြောက်ပိုင်းအကုန်ပြီးပြီလို့တော့ပြောလို့ရတယ်စီကင်းဆိုတာမြန်မာနိုင်ငံသားတွေဝင်လို့မရဘူးအဲအကြောင်းကျွန်တော်မတွားခဲ့ဘူးโอเคအဲ့နဲ့အခုကျွန်တော်အိန္ဒိယတောင်ပိုင်းရောက်နေပြီအခုအိန္ဒိယတောင်ပိုင်းရောက်နေပြီကျွန်တော်ဒီနောက်10ရက်လောက်ကြာရင်ကျွန်တော်စတီးရင်ကာကိုတွားမဲ့လေစိတ်ကိုရောက်မယ်နောက်10ရက်အဲ့ကိုရောက်ပြီးရင်ကျွန်တော်စုံစမ်းမယ်ပြီးရင်ကျွန်တော်ဗီဇာလျှောက်မယ်ကျွန်တော်ဆက်လီferry ရှိလားကျွန်တော်မြန်မာနိုင်ငံသားတွေဖြတ်လို့ရလားမြန်မာနိုင်ငံသားတွေလေရင်နဲ့ဝင်ရများတယ်ဒါပေမဲ့နေဆက်ဖြတ်လို့ရလားပါလာညာလားပါရီလိုအဲ့လဲကျွန်တော်မပြည့်စုံရင်ကျွန်တော်သွားမယ်မပြည့်စုံရင်ကျွန်တော်နေပေါ်ပြန်သွားမယ်ပြီးရင်ပြီးโอเคပြီးနေပေါ်မှာကျွန်တော် area တောင်းတက်မယ်โอเคပြီးဆိုတာမပြီးဘူးဒါပေမဲ့ပြီးလည်းပြီးတော့နိုင်တယ်โอเคမေးတဲ့လူတွေဒီဗီဒီယိုကြည့်ဖြစ်မလားမသိဘူးโอเคအဲ့ဆိုကျွန်တော်နားတော့ကျွန်တော်အခုဗီဒီယိုလုပ်မယ်6နိုင်ဆိုအခုမြန်မာနိုင်ငံမှာ9နိုင်ရှိပြီကွက်တီပဲဆိုဒီချိန်ကโอเคကျွန်တော်မနေ့ပြန်ခီးဆက်မယ်ကျွန်တော်ဆွေးနေဆေးပြီးခဏနေချင်းစီထည့်ပြီးတော့ဆွေးနေပြင်အောင်ပါချင်းစီထည့်ပြီးတော့မနေ့ပြန်လိုက်မယ်အစင်းတင်မယ်ကျွန်တော်တွားနေတယ်ကျွန်တော်တိရဲကျွန်တော်တွားတဲ့လမ်းကျွန်တော်တိနေတယ်ကျွန်တော်မြေပုံတရက်ကိုအခောက်20မကောက်ဘူးကျွန်တော်ကြည့်တယ်တချို့ကမနေ့ကတမီနာတူချနာရောအဲ့ကျွန်တော်တိရောကျွန်တော်ပဲတွားနေကျွန်တော်တိရောကျွန်တော်ဘယ်နာမှရှိကျွန်တော်တိရောမြေပုံတရက်အခောက်20မကောက်ဘူးကျွန်တော်ကြည့်ရတယ်โอเคပါဘယ်လိုဖြစ်ပြောပါလဲတချို့ကလည်းတချို့ပေါ့โอเคပါအဲ့တော့ပါတီချင်းတယ်လည်းမသိအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အခုထိပြီးတော့ကျွန်တော်အခု16လကျော်သွားပြီเนาะပြီးအဲ့ရလဲပြပြန်16လကျော်သွားပြီ16လကိုတော်တော်ကြီးကိုကျော်လာပြီတော်တော်ဆိုဒီပနေနေ9ရက်လောက်ကျော်လာโอเคပါအဲ့တော့အားလုံးโอเคပါအားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်မနေ့ပြန် channel တွားမယ်ခီးဆောင်ရโอเค